ရန်ကုန်တိုင်းဒေသကြီးစမ်းချောင်းမြို့နယ်တိရိခေမာရပ်ကွက်ခတ္တလန်အမှတ်14 BAB နေအိမ်၌2012ခုဇန်နဝါရီလ15ရက်နေ့၌ဟောကြားအပ်သည့်စိတ်ကိုစောင့်ထိန်ခြင်းအကြောင်းတရားဒေသနာမြတ်စွာဘုရားကထိုသုတ်တန်နေမှာစိတ်ကိုထိန်းသိမ်းရမယ်လို့ပဲဒီလိုဟောတယ်ရုပ်ကိုထိန်းသိမ်းရမယ်လို့မဟောဘူးလူတွေရဲ့တဏ္ဍာမှာစိတ်နဲ့ရုပ်စိတ်ဆိုဒီမှာစိတ်စေတသိက်နံတရားပေါ့နော်နံတရားကိုဖော်ပြတဲ့အခါမှာစိတ်လိုပဲအဓိကဖော်ပြလေးရှိတယ်တမာရီကိုဖော်ပြခြင်းတဲ့အခါလဲတခါတလေစိတ်လိုပဲဖော်ပြတယ်လောကလူတွေရဲ့အသုံးနှုန်းကလည်းပဲစိတ်ကောင်းတယ်စိတ်မကောင်းဘူးစိတ်ချမ်းသာတယ်စိတ်မချမ်းသာဘူးစိတ်ညစ်တယ်စိတ်ဖြူစင်တယ်နဲ့စိတ်ကိုဥတည်ပြီးပြောကြတာပဲเนาะမှန်ပါဗျာအဲ့တော့ယုံနဲ့စိတ်နှမျိုးရှိတဲ့နေရာမှာမြတ်စွာဘုရားကစိတ်ကိုထိမ့်သိမ်းစောင့်ရှောက်တာဟာကြီးကျယ်သောအကျိုးကျေးဇူးကိုရရှိစေနိုင်တယ်လို့သုတ္တန်နေမှာဟောတယ်ဒီလိုတွေမကဘူးမြတ်စွာဘုရားဟောတာစိတ်ကိုယဉ်ကျေးအောင်ဆုံးမရမယ်ကိုယ်စိတ်ကိုယဉ်ကျေးပြီဆိုလို့ရှိရင်ယဉ်ကျေးတဲ့စိတ်ကကောင်းကျိုးချမ်းသာတွေကိုအကြီးဖြစ်ပွားစေတတ်တယ်လို့ဒီလိုဟောတယ်နောက်ပြီးတော့စိတ်တေနနိယတေလောကောလောကကြီးကိုစိတ်ကပဲဥဆောင်နေတယ်လို့ဒီလိုဟောတယ်စိတ်ကပဲဥဆောင်နေတယ်စိတ်တတပရိကတ္တိစိတ်တေနပရိကတ္တိစိတ်ကနေဆွဲဆောင်သွားတယ်ဒီစိတ်တတဧကဓမ္မတသဗ္ဗေဝဝတ္တမနောကုတဲ့စိတ်ရဲ့အလိုတိုင်းစိတ်ဆန္ဒရှိတိုင်းစိတ်ရဲ့စွမ်းအားတိုင်းအလုံးဟာလိုက်ပါနေကြတယ်လို့စိတ်နဲ့ပတ်သက်ပြီးတော့ဟောတဲ့ဒေသနာတွေမြောက်များစွာရှိတယ်ပေါ့နောက်ဓမ္မပဒမှာဆိုလို့ရှိရင်လေမနောပုပ္ပင်္ဂမဓမ္မာသဘာဝတရားတွေကိုစိတ်ကပဲရှေ့ဆောင်နေတယ်လို့စိတ်ကိုအဓိကထားပြီးတော့ပဲဟောလို့ရှိတယ်ပေါ့အဲ့တော့စိတ်ကိုအဓိကထားပြီးတော့ဟောတဲ့ဒေသနာတော်တွေကိုကြည့်ပြီးတော့တချို့ဗုဒ္ဓဘာသာကိုလေ့လာတဲ့ပုဂ္ဂိုလ်တွေကဘာပြောတော့ဆိုဗုဒ္ဓဝါဒ idealism ဆိုပြီးတော့စိတ်ကိုယ်သာလည်းအရှိတရားလို့ယူဆတယ်လို့စိတ်သာအမှန်တရားလို့ယူဆတဲ့ဝါဒလို့ဒီလိုထင်မြင်ကြတယ်ကဲအဲ့တော့ philosophy မှာပြောတဲ့ idealism ဆိုတာစိတ်ကသာအရှိတရားရုပ်တို့ဘာလို့ဆိုတာစိတ်ကနေပုံဖော်ထားတာတကယ်ရှိတဲ့တရားမဟုတ်ဘူးဆိုတဲ့အတွေးခေါ်တစ်ခုပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားဝါဒကိုတချို့ idealism ဝိညာဏဝါဒသို့မဟုတ်နာမနာကိုအဓိကထားဝါဒနာမဝါဒဒီလိုပြောကြတယ်တကယ်တော့အဲ့ဒီပြောဆိုမှုဟာသူတို့ဆိုလိုတဲ့ idealism ဆိုတဲ့စကားနဲ့ပြောရင်တော့မှန်မဟုတ်ဘူးသူရဲ့စန့်ကျင်မဲ့ဝါဒတစ်ခုကဘာလို့ဆို materialism ဆိုတာယုတ်ကတာအဓိကယုတ်ကတာအရှိတရားနန္တရားဆိုတာယုတ်ရဲ့လှုပ်ရှားမှုကိုခေါ်တာလို့ဒါကြောင့်မို့လို့တချို့နောက်တိုင်းအလူတွေကဒီစိတ်ဆိုတာမရှိဘူးစိတ်ဆိုတာအုံနောက်ရဲ့လှုပ်ဆောင်ချက်လို့ပြောတယ်သူတို့စိတ်ကိုရှိလို့မတတ်မှဘူးအုံနောက်ရဲ့လှုပ်ရှားမှုကိုဒါလူတွေစိတ်လို့ခေါ်နေတယ်လို့ဒီလိုသူတို့ကယူကြတယ်အဲ့တော့ materialism နဲ့ idealism ဆိုတဲ့ဒီဝါဒနှစ်ခုဖြစ်ပေါ်လာတယ်ပေါ့philosophy အတွေးခေါ်သမားတွေအဲ့တော့မြတ်စွာဘုရားရဲ့ဝါဒဟာဒီဒေသနာတော်တွေကိုကြည့်ပြီးတော့ idealism လားလို့မေးစရာတွေဖြစ်ပေါ်လာသို့တော့သူတို့ပြောတဲ့ဖွင့်ဆိုချက်အတိုင်းဆိုရင်စိတ်သာရှိတရားဆိုတာမဟုတ်ဘူးဘုရားဘာသာတရားတော်ကရုပ်နဲ့နာမ်နှမျိုးခွဲဟောတာဖြစ်သည့်အတွက်ကြောင့်စိတ်ဟာရှိတရားမဟုတ်ဘူးပြီးတော့ဥဆောင်တဲ့နေရာမှာလည်းပဲစိတ်ကသာဥဆောင်တယ်ရုပ်ကဥဆောင်မှုမရှိဘူးလို့ဒီလိုပြောတာလည်းမရှိဘူး
စိတ်ကိုအကြောင်းပြုပြီးတော့ရုပ်ဖြစ်တယ်ရုပ်ကိုအကြောင်းပြုပြီးတော့စိတ်ဖြစ်တယ် mutual relation ပဲသက်သာပြဟောတာသို့သောတန်တရားဥက္ကလွတ်ဖို့ချင်းကြံကြုတ်ကိုအထုတ်တဲ့အခါမှာစင်ကြယ်တန်ရှင်းအောင်လုပ်တဲ့အခါမှာထိမ့်သိမ်းဆောက်ရှောက်တဲ့အခါမှာတော့စိတ်ကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ဟာဒီဟာအဲ့ဒါလို့ကွဲကွဲပြားပြားဟိုသိဖို့လိုတာပေါ့နော်အဲ့လိုမဟုတ်လို့ရှိရင်ဒီ idealism တို့နဲ့သွားပြီးတော့ရောထွေးပြီးတော့ဘုရားဝါဒဟာ idealism လို့မဟာယာနတွေမှာယောဂကြာရဆိုတဲ့ဝါဒရှိတယ်ဝိညာဏဝါဒလို့လည်းခေါ်တယ်သူကတော့ idealism ပဲ idealism ဆိုတာသူကဆိုပါစို့စပွဲလို့ဆိုတဲ့နေရာမှာစပွဲကတကယ်ရှိတာမဟုတ်ရှိတာကဇဝဲလို့သိတဲ့စိတ်ပဲရှိတယ်စိတ်ကနေပြီးတော့ဇဝဲလို့ပြောလို့ဇဝဲဖြစ်ရတယ်သူ့အလို့ကနော်မျက်စိကမြင်ရတဲ့အရာတွေလည်းပဲတကယ်မြင်တာမဟုတ်ဘူးစိတ်ကနေပြီးတော့ပုံဖော်ထားတာတွေလို့စိတ်ကသာအရှိတရားဉာဏ်အရှိတရားမဟုတ်ဘူးလို့ဆိုတော့ဒါဒီဟာတော့မြတ်စွာဘုရားရဲ့ဝါဒမဟုတ်ဘူးအဲ့ဒါသူတွေးတယ်ဟာအဲ့တော့ခဏလို့မြတ်စွာဘုရားကဒီ materialism ရုပ်တာအရှိဆိုတဲ့တစ်ဖက်သားဝါဒလည်းမဟုတ်ဘူး idealism နာမ်သာရှိတဲ့ဆိုတဲ့ဖက်သားဝါဒလည်းမဟုတ်ဘူးမြတ်စွာဘုရားကတတ္တဝါတွေမှာလူတွေမှာဖွဲ့စည်းထားတာဒီသဘာဝနှစ်ခုနဲ့ဖွဲ့စည်းထားတယ်ဖွဲ့စည်းထားသည့်အတွက်ကြောင့်စိတ်ကလည်းရုပ်ကိုဒီစိတ်ကလည်းရုပ်ကိုဥဆောင်မှုပြုတယ်အကြောင်းပြုတယ်ရုပ်ကလည်းစိတ်ကိုအကြောင်းပြုတယ်ဒါကြောင့်မို့လို့သူကစိတ်နဲ့ရုပ်ဆိုတာအပြန်အလှန်အကျိုးပြုနေတဲ့သဘောတရားတစ်ခုဆိုပါစို့အသိစိတ်ကလေးပေါ်လာဖို့ရအတွက်အသိစိတ်ဟာသူကမိယာရုပ်မရှိဘဲနဲ့ပေါ်လို့မရဘူးမျက်စိရှိရမယ်မြင်စရာအာယုံရှိရမယ်မျက်စိနဲ့မြင်စရာအာယုံနှစ်ခုစုံလိုက်တဲ့အခါမြင်သိစိတ်ဆိုတာပေါ်တယ်အဲ့ဒီမှာမျက်စိနဲ့မြင်စရာအာယုံကရုပ်ပဲမြင်သိစိတ်ကမှနံတရားအဲ့တော့ရုပ်နဲ့နံကအဲ့ဒီလိုပေါ်လာတာဖြစ်သည့်အတွက်ကြောင့်ဒီစိတ်သာရှိတယ်ဆိုတဲ့ဝါဒကဘုရားဝါဒမဟုတ်ဘူး idealism ဟာဘုရားဝါဒမဟုတ်ဘူးလို့ဒီလိုပြောတယ်အဲ့တော့ရုပ်သာရှိတဲ့ materialism လည်းမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီစိတ်အသိစိတ်ဆိုတာရှိတယ်လို့ပြောလိုက်တဲ့ဖြင့်ဒီမျက်လုံးဟာအသိစိတ်မဟုတ်ဘူးမျက်လုံးကမြင်ရတဲ့အဆင်းအာရုံကလည်းအသိစိတ်မဟုတ်ဘူးအဲ့တော့မျက်လုံးနဲ့အဆင်းအာရုံဆုံလို့ဆိုတဲ့အုံနောက်ဆိုတာလည်းအသိစိတ်မဟုတ်ဘူးသူကအဲ့တော့မြတ်စွာဘုရားရဲ့ဝါဒကယုတ်လည်းရှိတယ်နာမ်လည်းရှိတယ်လို့တတ္တဝါဆိုတာယုတ်နဲ့နာမ်နှစ်ခုပေါင်းစပ်ထားလို့စွမ်းအင်တွေရပြီးတော့ဒီလှုပ်ရှားတာတို့သွားတာတို့လာတာတို့ပြောတာတို့ဆိုတာတို့ကြံစည်တွေးတောတာတွေဖြစ်ပေါ်လာတယ်အဲ့တော့နှစ်ခုပေါင်းစပ်မှဖြစ်တယ်ဆိုတော့ဘာနဲ့ဥပမာတူတော့ဆို robot ဆိုစက်ရုပ်နဲ့သွားအလားတရတူတယ်ပေါ့ robot ဆိုတဲ့စက်ရုပ်ကလေးတွေဟာကြည့်နေဘက်ထရီလည်းပါရမယ်ကျန်တဲ့လိုအပ်တဲ့အချက်လက်တွေသူ့ရဲ့ကိရိယာတစားပလာတွေအကုန်ပါလို့ရှိရင်သူကစကားပြောတာတို့လှုပ်ရှားတာတို့သွားလာတာတို့ဒီလိုဖြစ်တယ်တစားစီဖြုတ်သိမ်းလိုက်တဲ့အခါကျတော့ဒါတွေအကုန်လုံးမရှိတော့မဖြစ်နိုင်တော့တတ္တဝါတွေသက်ရှိတတ္တဝါလို့ခေါ်ကြတဲ့အရာတွေကလည်းအလုံးယုံနဲ့နဲ့ပေါင်းစပ်ပြီးတော့အလုံးဟာတွဲဆက်လိုက်တဲ့အခါကျတော့မှစွန့်ရင်တတ္တိတစ်ခုဆိုပေါ်လာတာဒါကြောင့်ဝိသုဒ္ဓိမေမှာရူပံနိဋ္ဌိစံရုပ်မှလည်းပဲဘာမှစွန့်ရင်တတ္တိမရှိဘူးတဲ့ယုတ်တိတတ္တစင်ဘာမှစွန့်ရင်တတ္တိမရှိဘူးတဲ့နာမနိဋ္ဌိစံနာလည်းဘာမှစွန့်ရင်တတ္တိမရှိဘူးတဲ့ရုပ်နဲ့နာနဲ့နှစ်ခုပေါင်းလိုက်မှဒီစွန့်ရင်တတ္တိဆိုတာစွမ်းအားတစ်ခုဆိုပေါ်လာတာတဲ့အဲ့တော့ဒီနှစ်ခုဟာဒီသဘာဝတရားအနေနဲ့ရှိနေကြပြီပဲလို့နှစ်ခုပေါင်းမှစွန့်ရင်တတ္တိပေါ်လာအဲ့ဒီစွန့်ရင်တတ္တိပေါ်လာပြီဆိုတဲ့အခါကျရင်တန်ရှင်းဖို့တို့စင်ကြယ်ဖို့တို့ဘဝမှာအခြေအနေကောင်းဖို့တို့ကြတော့ဘယ်သူကတော့အဓိကကြတော့ဆိုတော့အဲ့ဒီကြတော့ပြင်ရဆင်ရမှာကြတော့လမ်းကသွားပြီးတော့အဓိကကြဟောအဲ့လိုဆိုလိုတာနော်ဖြူစင်အောင်ထားရမှာနံစောင့်ရှောက်ရမှာလည်းနံပဲစိတ်ပဲစောင့်ရှောက်ရမှာစိတ်ကိုစောင့်ရှောက်ရမယ်စိတ်ကိုဖြူစင်အောင်ထားရမယ်ဒါမို့မြတ်စွာဘုရားအနာရဘိန်သထင်းကြီးကိုဟောတဲ့တရားရှိတယ်စိတ်ကိုထိမ့်သိမ်းစောင့်ရှောက်လို့ရှိရင်တဲ့ကာယကံမှုလည်းထိမ့်သိမ်းစောင့်ရှောက်ပြီးသားဖြစ်တယ်ကိုတိလျောက်ဘာပဲလုပ်
စိတ်ကိုထိမ့်သိမ်းထားတဲ့ပုဂ္ဂိုလ်တရားမှာကိုယ်စိတ်ကိုလွတ်မထားဘဲနဲ့ထိမ့်သိမ်းဆောက်ရှောက်တယ်ဆိုတဲ့နေရာမှာတတိတို့ပညာတို့ဒါကိုဆိုလိုတယ်ပေါ့နော်လုံးတင်တာနဲ့မလုံးတင်တာပညာတကယ်ဖြစ်ပေါ်နေတဲ့အရာပေါ်မှာအာယုံစိုက်တာကတတိတတိနဲ့ပညာသုံးဖို့တတိတံစင်ညဆင်ញင်တုံတရားနဲ့အမှတ်ရမှုဒီတတိနဲ့တံစင်ညဆိုရယ်ဒီတရားနှစ်ပါးနဲ့အာယုံပြုထားလိုက်မယ်ဆိုတာဒါကိုလှုပ်တာဘာလှုပ်တယ်ကိုပြောတာဘာပြောမယ်ကိုစိတ်ထဲကဘာတွေးမယ်ဆိုတာဒီကာယကံမှုကိုလည်းပဲထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်ဝစီကံမှုကိုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးဖြစ်သွားတယ်မနောကံလို့ဆိုတဲ့စိတ်နဲ့လှုပ်တဲ့အလုပ်တွေကိုလည်းထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်အဲ့တော့ဒီနေရာမှာမနောကံဆိုတဲ့နေရာမှာစိတ်အလုပ်အားလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူးနော်စိတ်ရဲ့လှုပ်ရှားမှုအားလုံးကိုမနောကံလို့ခေါ်တာမဟုတ်ဘူးဘာကိုမနောကံလို့ခေါ်တာတော့ဆိုမနောကံမှာသူက၃မျိုးပဲဘုရားဟောထားတာရှိတယ်ပေါ့မနောကံဒီကောင်းတာနဲ့ဆိုးတာနှမျိုးခွဲထားပြီးတော့အဘိဇာပြပါရမိစ္ဆာဒိဋ္ဌိအဲ့ဒါကိုမနောကံလို့သတ်မှတ်တယ်မကောင်းတဲ့ဘက်ကကောင်းတဲ့ဘက်ကတော့အနဘိဇာအပြပါရတမ္မာဒိဋ္ဌိလို့ကောင်းတဲ့ဘက်ကမနောကံ၃မျိုးသတ်မှတ်ထားတယ်အတွေးအမြင်နဲ့ပတ်သက်လာလို့ရှိရင်မှန်ကန်တဲ့အမြင်လည်းမနောကံပဲမှန်ကန်တဲ့အမြင်ရဲ့လှုပ်ဆောင်မှုစိတ်ထဲမှာအမြင်တစ်ခုလက်ခံထားလိုက်တာဒါမနောကံဖြစ်သွားတယ်ကိုယ်လက်ခံလိုက်တယ်ဒါကိုယုံကြည်တယ်လက်ခံတယ်ဆိုတော့ကံရဲ့အကျိုးမရှိဘူးလို့လက်ခံလိုက်တယ်သဘောကျတယ်ကံရဲ့အကျိုးကိုငြင်းပယ်တယ်အဲ့ဒီငြင်းပယ်တဲ့အတွေးပေါ်လာလို့ရှိရင်ဒါမိစ္ဆာဒိဋ္ဌိကံရဲ့အကျိုးကံတရားရဲ့အကျိုးကိုရှိတယ်လို့လက်ခံလိုက်ပြီးတော့ကျင့်တတ်ပြီးတော့ဆုံးဖြတ်ထားတာဒါလည်းတမ္မာဒိဋ္ဌိမနောကံပဲအဲ့ဒီမနောကံဒါမိစ္ဆာဒိဋ္ဌိတမ္မာဒိဋ္ဌိလို့ဒီလိုနှစ်ခုနောက်တစ်ခါလောဘနဲ့သူများပစ္စည်းကိုငါပစ္စည်းဖြစ်ချင်လိုက်တာဆိုတဲ့အတွေးမျိုးတွေးလိုက်ပြီဆိုရင်ဒါမနောကံပဲနှုတ်ကထုတ်ပြောတာမဟုတ်ဘူးစိတ်ထဲကနေပြီးတော့သူများပစ္စည်းကိုမှကိုယ်ပစ္စည်းလုပ်ချင်တဲ့အတွေးဝင်လာရင်လောဘနဲ့တွေးတဲ့အတွေးဟာဒါမနောကံဖြစ်သွားတယ်အဲ့ဒါလို့မတွေးပဲနဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းမဖြစ်စေချင်ဘူးသူပစ္စည်းကသူပစ္စည်းပဲကိုယ်ပစ္စည်းကကိုယ်ပစ္စည်းပဲအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးမရှိဘူးဆိုရင်ဒါအနာဘိဇာတခါပြပါရဆိုတာရိုးရိုးစိတ်ဆိုးတာပြပါရမဟုတ်ဘူးတကယ်ကိုစိတ်ဆိုးလာပြီးဒေါသဖြစ်ပေါ်လာပြီးတဲ့အခါဒေါသရဲ့ action တစ်ခုပေါ်လာတယ်အဲ့ဒီ action ကဘာတော့ဆိုဒီလူသေသွားပါစေဒီလူဒုက္ခရောက်ပါစေဒီလူအကျိုးမဲ့ဖြစ်သွားပါစေဆိုတဲ့အတွေးနဲ့လှုပ်ဆောင်လာပြီးဆိုရင်တွေးလာပြီးဆိုရင်အဲ့ဒီစိတ်ဟာဒါပြပါရလို့ခေါ်တယ်မနောကံဖြစ်လာတော့ဒီလူချမ်းသာပါစေဆင်းရဲဒုက္ခလွတ်မြောက်ပါစေဆိုလို့ရှိရင်ဒါအပြပါရအတွေးမှန်ကန်တဲ့အတွေးတစ်ခုဖြစ်လာတယ်ဟောအဲ့ဒါလို့ဒီအရာခတ်သိမ်းဟာဒီတတိနဲ့တမ္ပစဉ္ညာနဲ့ဆင်ញင်တုံတရားနဲ့ထိန်းထားတဲ့စိတ်ကလေးကနေပြီးတော့အကုန်လုံးဆင်ញင်ပြီးတော့ပြုလုပ်သွားတာဖြစ်တော့ဒါကြောင့်မို့မြတ်စွာဘုရားစိတ်ကိုထိန်းသိမ်းဆောက်ရှောက်လိုက်ရင်တဲ့ကာယကံမှုကိုလည်းထိမ့်သိမ်းဆောက်ရှောက်ပြီးသားဖြစ်သွားတယ်ဝစီကံမှုကိုလည်းထိမ့်သိမ်းဆောက်ရှောက်မှုဖြစ်သွားတယ်ကာယကံမှုဝစီကံမှုထိမ့်သိမ်းဆောက်ရှောက်သွားလို့ရှိရင်ကာယကံအနေနဲ့လည်းအကုသိုလ်တွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာတာမရှိဘူးတဲ့မနောကံဘက်ကလည်းအကုသိုလ်တွေယိုစီးလာတာမရှိဘူးဝစီကံကလည်းအကုသိုလ်တွေယိုစီးလာတာမရှိဘူးအဲ့ဒီအကုသိုလ်တွေမဖြစ်သည့်အတွက်ကြောင့်ကာယကံလည်းပဲအခြေအနေစိုးတရားကိုမဖြစ်ဘူးဥပမာပဲဆိုတော့အိမ်တအိမ်မှာခေါင်မိုးမီးမလုံမိုးမလုံဘူးဆိုလို့ရှိရင်အဲ့ဒီမိုးမလုံတဲ့နေရာကမိုးရေတွေဝင်လာတယ်မိုးရေတွေဝင်လာတဲ့အခါအသားတွေပုတ်ဆွေးလာတယ်မိုးရေဝင်တာတခုမိုးရေဝင်လာတာကြတော့ပုတ်လာတယ်ဒီသဘောမျိုးပဲကာယကံနဲ့ဆက်ဆက်ပြီးတော့အကုသိုလ်ဖြစ်လာတဲ့ဝစီကံနဲ့အကုသိုလ်ဖြစ်လာတဲ့မနောကံနဲ့ဆက်ဆက်ပြီးတော့အကုသိုလ်ဖြစ်လာစိတ်ကိုမထိဘူးဆိုရင်ကာယကံဝစီကံလည်းမလုံတော့ဘာဖြစ်လဲဆိုရင်ကာယဒွါရဝစီဒွါရမနောဒွါရကနေပြီးအကုသိုလ်တွေဖြစ်တာပေါ့နော်အဲ့ဒီအကုသိုလ်ဖြစ်တာအဆိုးဝင်တာပဲအခြေအနေဆိုးတွေဝင်လာတယ်လို့ဒီလိုပြောအဲ့ဒီအခြေအနေဆိုးတွေဝင်လာတဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်
ကာယကံလည်းပျက်စီးတာပဲဝစီကံလည်းပျက်စီးသွားတယ်မနောကံလည်းပျက်စီးသွားတယ်အကောင်းမရှိတော့ဘူးပေါ့အလုံးဟာဖြည့်ဆည်းခံထားရပြီပေါ့အဲ့ဒီလိုကာယကံဝစီကံမနောကံဖြည့်ဆည်းထားရပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာဘဝတစ်ခုကိုအဆုံးသတ်တာဘယ်တော့မှအကောင်းနဲ့အဆုံးသတ်တာမဖြစ်နိုင်ဘူးတဲ့ဒီဘဝမှာလည်းပဲတက်ရှိထင်ရှားရှိနေတဲ့အချိန်မှာလည်းပဲမကောင်းတဲ့အခြေအနေပဲနောက်ဆုံးမှာဘဝတစ်ခုအဆုံးသတ်တဲ့အခါမှာလည်းပဲကောင်းတဲ့အခြေအနေမျိုးဖြစ်ဘူးလို့မြတ်စွာဘုရားကအနာရဝေသထေကိုဒီလိုခေါ်ထားတာရှိတယ်ရခိတတုတ်လို့ခေါ်တယ်အဲ့တော့အဲ့ဒီတုတ်ကဆင်ញင်စဉ်းစားစရာအမတန်မှကောင်းတယ်ပေါ့ဒါမို့ဘုန်းကြီးတို့တွေဟာဒီကိုယ်စိတ်လေးကိုတတိတံစင်ညာနဲ့အမြဲတမ်းထိန်းပြီးလုံးတင်တာနဲ့မလုံးတင်တာဆင်ញင်စဉ်းစားလို့မနောကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်ဝစီကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်ကာယကံကိုလည်းထိန်းသိမ်းဆောက်ရှောက်ရမယ်အဲ့ဒါလို့ထိန်းသိမ်းဆောက်ရှောက်သွားလို့ရှိရင်အလားလာတွေကအမတန်မှကောင်းတယ်လို့ဒီလိုပြောတာအဲ့တော့စောင့်စရာကစိတ်ပဲထိန်းသိမ်းရမှာလည်းစိတ်ပဲပြုပြင်ရမှာလည်းစိတ်ပဲသို့တော်လူတွေကစိတ်ကိုပြင်ဖို့ရတဲ့ရုပ်ကိုပြင်ဖို့ရအချိန်ပေးကြတာများတယ်ပေါ့ရုပ်ကိုပဲပြင်ဖို့အာယုံစိုက်ကြတယ်စိတ်ပြင်ဖို့အာယုံမစိုက်ကြဘူးနော်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်းပဲလောက်ကင်လှုပ်ရှားပြီးတော့နေကြတယ်ကိုယ်စိတ်လေးဟာငါအကောင်းအောင်ပြင်မယ်တိုးတက်လာအောင်လုပ်မယ်ဥပမာစိတ်ဆိုးတတ်ရင်စိတ်မဆိုးတတ်အောင်ငါလုပ်မယ်လောဘကြီးတတ်ရင်လောဘမကြီးအောင်လုပ်မယ်စသဖြင့်ပေါ့လေကိုယ်စိတ်ကိုအကဲခတ်ပြီးတော့လောဘတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်ဒေါသတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်မောဟတွေမာမာနတွေအိတ်တမစ္စရိယတွေဖြစ်ရင်မဖြစ်အောင်ကြိုးစားမယ်လို့စိတ်ကိုပြင်ဆင်မှုကြတော့အားနည်းတယ်ပေါ့အဲ့တော့အားနည်းတဲ့အခါကျတော့စိတ်ဟာမလုံးညုံဘူးအားနည်းတာဘာကြောင့်အားနည်းလဲဆိုရင်တတိတံစင်ညာအားနည်းလို့ပဲတတိမထားဘူးကိုယ်ကတတိထားတာပဲကိုသွားတတိထားတော့ဆိုရုပ်ကိုပြင်ဖို့ပဲတတိထားနေတယ်ပေါ့လူတွေကရုပ်ကိုပြင်ဖို့တတိထားတယ်ကိုယ်ဆပင်ဘယ်လိုပြင်ရမလဲနော်ကိုဝတ်တဲ့ဝတ်ဘယ်လိုပြင်ရမလဲကိုယ်ပတ်ဝန်းကျင်ဘယ်လိုပြင်ရမလဲဒါပဲအာယုံကစိုက်တာကိုငါစိတ်လေးဘယ်လိုပြင်ရမလဲဆိုတာကြတော့တာဝန်မရှိတယ်လို့ဖြစ်နေတတ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားဒီဝဋ္ဌတုတ်မှာဟောထားတာဆိုလို့ရှိရင်စိတ်စင်ကြယ်လို့ရှိရင်ရုပ်လည်းစင်ကြယ်တယ်နော်စိတ်ဖြူစင်ရမယ်စိတ်မစင်ကြယ်တဲ့ပုဂ္ဂိုလ်ဟာကောင်းတဲ့အလားအလာမဖြစ်နိုင်ဘူးတဲ့စိတ်ညင်နွမ်းလို့ရှိရင်မကောင်းတဲ့အလားအလာဖြစ်နိုင်တယ်စိတ်ဖြူစင်မှကောင်းတဲ့အလားအလာတွေဖြစ်နိုင်တယ်လို့ဒီလိုခေါ်ထားတာရုပ်နဲ့ပတ်သက်ပြီးတော့ဟောတာမရှိဘူးဒီခန္ဓာကိုယ်ညစ်ပတ်နေလို့အပယ်ငရဲကြမယ်လို့ဒီလိုမဟောဘူးသို့သောစိတ်နဲ့ရုပ်ဟာဆက်ဆက်နေသည့်အတွက်ကြောင့်တန်တန်ရှင်းရှင်းနေဖို့တော့မြတ်စွာဘုရားဟောပါတယ်ဘာလို့တော့ဆိုရင်ရုပ်အနေထားကောင်းမှစိတ်အနေထားလည်းပဲဟိုပြင်တဲ့အခါမှာပိုကောင်းလာတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီရုပ်ကိုပြင်တဲ့တော့ပြင်ရတာပေါ့တန်ရှင်းအောင်ထားတာပေါ့ရုပ်ပြင်တယ်ဆိုတာအဓိကကတော့စိတ်ဓာတ်ကိုပြင်ရမယ်အဲ့ဒီလိုစိတ်ဓာတ်ပြင်ဖို့ရအတွက်တတိနဲ့တံစင်ညာအမြဲထားတတိဆိုတာကိုယ်အခြေအနေကိုအမြဲတမ်းအမှတ်ရနေတာစိတ်နဲ့ပတ်သက်တဲ့အခြေအနေတစ်ခုကိုအမှတ်ရတံစင်ညာဆိုတာဒီအကောင်းဆုံးအကြောင်းအကျိုးခွဲခြားသိတဲ့အသိအဲ့ဒီအကောင်းဆုံးအကြောင်းအကျိုးခွဲခြားသိတဲ့အသိဟာတတိရှိမှသိတယ်တတိမရှိရင်မသိဘူးပဲသူကတတိရှိတဲ့နေရာပဲသိလို့ရတယ်တတိမရှိတဲ့နေရာမသိဘူးအဲ့ဒီနှစ်ခုကိုသေးသေးချာချာစဉ်းစားကြည့်တတိနဲ့ပညာဆိုတာဟာပညာကတတိမပါတဲ့နေရာမှာလုံးဝမဖြစ်ဘူးတတိရှိတဲ့နေရာမှာပညာဖြစ်တယ်ဒါမို့စာပေကျမ်းကမှာတိလင်းဆိုထားတာရှိတယ်နာဟိတတိဝိရိဟိတာပညာနာမအဋ္ဌိတတိကင်းတဲ့အသိပညာဆိုတာမရှိနိုင်ဘူးတဲ့တတိနဲ့သာပညာဟာရှိနိုင်တယ်တတိရှိရတတိရှိတဲ့နေရာမှာပညာဖြစ်ဖို့တော့လိုတယ်အဲ့တော့အဲ့ဒီပညာဖြစ်လာပြီပညာကလည်းပဲ၃မျိုးရှိတယ်အဲ့ဒီ၃မျိုးထဲမှာ၃မျိုးဆိုတာလူတိုင်းမှာ၃မျိုးမရှိတတ်ဘူးလူတိုင်းမှာ၃မျိုးမရှိဘူးအဲ့တော့နံပါတ်1 primary knowledge ပေါ့ primary knowledge ဆိုတာ knowledge from birth မွေးကြရပါတဲ့ပညာနော်တိဟိပတိတတွေနေတယ်လို့ခေါ်တယ်အဲ့ဒီပညာရှိဖို့ကြတော့ဒီဘဝနဲ့မသက်ဆိုင်အတိတ်ဘဝကလောက်ခဲ့မှာနော်မွေးကြတဲ့ကတရေကနေပရိတရေကနေပညာပါလာအဲ့ဒီပုဂ္ဂိုလ်ကြတော့ထက်မြက်တယ်
အရာရာမှာသိနိုင်စွမ်းရှိတယ်သူများတဲ့ထက်မြက်တယ်တရားလူတရားမြတ်ကိုသူကပေါက်ရောက်နိုင်တယ်ပေါ့ကျင့်ကြံကြိုးကိုအားထုတ်လို့ရှိရင်မကျင့်ရင်တော့မရဘူးသူလည်းသို့တော့အခြေခံကောင်းတယ်ပေါ့သူကဝိရပါလာတဲ့အသိပညာဆိုတာတစ်ခုအဲ့ဒါကိုဇာတိပညာလို့ခေါ်တယ်နောက်တစ်ခုရှိရမယ့်ပညာဘာလို့ဆိုပါရိဟာရိယပညာပါရိဟာရိယပညာဆိုတာကိစ္စမှန်သမျှကိုလုပ်တဲ့အခါမှာလုပ်တဲ့မလုပ်တဲ့ဆင်ញင်စဉ်းစားတယ်ဘာလုပ်ရမလဲဘယ်ချိန်ဘာလုပ်ရမလဲဒီချိန်ကဘာလုပ်ရတယ်ဒီချိန်ကဘာမလုပ်ရဘူးလေခွဲခြားဝေဖန်နဲ့သိတဲ့အသည့်ကိုဒါပါရိဟာရိယပညာဒါလည်းလူတိုင်းမှာမသိရှိဘူး common sense လို့ခေါ်တဲ့ဟာလူတိုင်းမှာမရှိဘူးเนาะပြောတဲ့စကားလားမပြောတဲ့စကားလားတချို့မသိဘူးမသိသည့်ကြောင့်ပြောပြဿနာတွေတက်เนาะလုံးတဲ့နာလားမလုံးတဲ့လားမသိဘူးမလုံးတဲ့နာလုံးတယ်လုံးတဲ့နာမလုံးခွဲနေတယ်အချိန်ခါလည်းမသိဘူးဒီပြောတဲ့စကားလည်းမသိဘူးလုံးတဲ့စကားလည်းမသိဘူးဆိုတော့အဲ့ဒီလိုဒီပါရိဟာရိယဆိုတဲ့ပညာကိစ္စတွေကိုပြည့်စုံအောင်မြင်စေနိုင်တဲ့ဥဆောင်သွားနိုင်တဲ့ပညာရမျိုးကတော့လေ့ကျင့်ပြီးတော့ယူလို့ရတယ်ပေါ့ဒါတွေကလေ့ကျင့်ရမယ်ပေါ့ဒါလုံးတဲ့နဲ့မလုံးတဲ့ဘူးနေတဲ့နဲ့မနေတဲ့ဘူးပြောတဲ့နဲ့မပြောတဲ့ဘူးလေ့ကျင့်ရမယ်သင်ကြားရမယ်အဲ့ဒီပညာမျိုးလည်းရှိရမယ်တဲ့နောက်ရှိရမယ့်ပညာတစ်ခုကတော့သူကအစစ်မြင့်တယ်ဘာလို့ဆိုလို့ရှိရင်ဝိပဿနာပညာအဲ့ဒီဝိပဿနာပညာကတော့တန်တရားဝကလွတ်ဖို့ဖြစ်စေနော်ထူးခြားတဲ့အသိဉာဏ်တွေကိုရပြီးတော့တွေ့တာမှုကိုလျှော့ချဖို့ဖြစ်စေဘဝမှာတောကနေအောင်နေထိုင်ဖို့ဖြစ်စေအဲ့ဒါတွေအတွက်တော့ဒီပညာကမရှိမဖြစ်တဲ့ပညာတစ်ခုပဲပေါ့အဲ့တော့ဝိပဿနာလုပ်ငန်းဆိုတာဒီပညာကတော့သူကကိုယ်တဏ္ဍာမှာတစားတစားရင့်တန်လာအောင်စနစ်တကျလေ့ကျင့်ပြီးတော့တိုးပွားလာအောင်လုပ်ရတဲ့ပညာမျိုးဖြစ်လို့ဘာဝနာပညာလို့ခေါ်တယ်သူကလုံးမတဖြည်းဖြည်းတိုးလာတာမလုံးလို့ရှိရင်မရဘူးသူကလုံးယူရတဲ့အရာတစ်ခုပဲပေါ့အဲ့ဒါကြောင့်မို့လို့ပညာ၃မျိုးရှိတယ်ပရိသေကပါလာတဲ့ပညာရဲ့ခုနကကိစ္စဝိစ္စတွေကိုဆောင်ရွက်နိုင်စွမ်းရှိတဲ့ပညာရဲ့ပါရိဟာရိယပညာရဲ့နောက်ဝိပဿနာပညာရဲ့အဲ့ဒီပညာ၃ရပ်ပြည့်စုံမှမဖို့ဆိုတာရနိုင်တယ်အနုဘဆိုရင်မရနိုင်ဘူးမဖို့နိဗ္ဗာန်အဲ့တော့မဖို့နိဗ္ဗာန်မှမရရင်နိဗ္ဗာန်ဆိုတာမတွေ့နိုင်ဘူးနိဗ္ဗာန်မတွေ့လို့ရှိရင်တန်တရားကိုဆင်းရဲဘယ်သူမှမလွတ်သေးဘူးတန်တရားထဲမှာလဲနေအောင်ဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကစိတ်ကိုထိမ့်သိမ်းဆောက်ရှောက်ရမယ်ဆိုတာတတိနဲ့ပညာနဲ့စိတ်ကိုထုံမွမ်းထားရမယ်လို့ဒီလိုပြောတာပဲအဲ့ဒီလိုထုံမွမ်းထားလို့ကိုယ်စိတ်လေးဟာတတိအောက်ပညာအောက်မှာရောက်ပြီးတော့တတိပညာတို့ရဲ့ control အောက်မှာရောက်ရှိသွားပြီဆိုလို့ရှိရင်ဒီစိတ်လေးကဥဆောင်ပြီးတော့သွားတာဖြစ်တော့ကြောင့်ကာယကံလည်းပဲမှားယွင်းတာမရှိတော့ဘူးဝစီကံလည်းပဲမှားယွင်းတာမရှိတော့ဘူးမနောကံလည်းမှားယွင်းတာမရှိဘူးလောကမြကာယကံဒီအမှန်ဘက်ကိုဥလှဲ့သွားတယ်ပြောသမျှဝစီကံလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်ကြံတွေးသမျှမနောကံတွေကလည်းအမှန်ဘက်ကိုဥလှဲ့သွားတယ်အမှန်ဘက်ကိုဥလှဲ့သွားသည့်အတွက်ကြောင့်ဘဝမှာဆင်ပြေတယ်နောက်ဆုံးမှဒီဘဝအဆုံးသတ်ရင်လည်းကောင်းမြတ်သောအဆုံးသတ်ခြင်းပဲဖြစ်တယ်နောက်ဆုံးတန်တရားဝကလွတ်မြောက်ဖို့အထိအဆင့်ရသွားလို့ရှိရင်လည်းဒီကနေပြီးတော့အဆင့်မြင့်ပြီးတော့ဝိပဿနာပညာကိုအားထုတ်လို့နောက်မဲ့ပညာဖို့ပညာကိုရတဲ့အခါမှာနိဗ္ဗာန်ကိုတွေ့ရှိပြီးနောက်ဆုံးမှာတွေ့တာမှုတွေအားလုံးကိုရုပ်သိမ်းပြီးတော့မိမိရဲ့ဘဝတစ်ခုဟာခြုံငိမ့်သွားတော့ဆင်းရဲဒုက္ခအားလုံးကလွတ်တယ်လို့ဆိုတဲ့ဒီစနစ်ကိုမြတ်စွာဘုရားဟောတာဖြစ်တော့ကြောင့်မြတ်စွာဘုရားရဲ့ဝါရသည် materialism လည်းမဟုတ်ဘူး idealism လည်းမဟုတ်ဘူးတကယ်တော့ရုပ်လည်းရှိတယ်နာမ်လည်းရှိတယ်နှစ်ခုစလုံးကိုလက်ခံတယ်သို့တော့တန်တရားဝကလွတ်ဖို့ကြိုးစားဖို့ဆိုတဲ့အင်အားတွေကဘယ်မှာရှိတော့ဆိုရင်နာမ်ထဲမှာပဲရှိတယ်စိတ်မှာပဲရှိတယ်လို့ဒီလိုဆိုလိုတာเนาะအဲ့ဒီရှိတဲ့အင်အားတွေကိုသုံးချပြီးတော့အလုံးလုံးဖို့ပဲအဲ့ဒါလို့အလုံးလုံးချင်းဖြင့်เนาะယုံနဲ့နာနှစ်ခုပေါင်းစပ်ပြီးတော့ကောင်းမြတ်တဲ့အလုပ်တွေကိုလုပ်ကင်ခြင်းဖြင့်မိမိတို့လက်ရှိဘဝမှာလည်းဟိတဒုက္ခတွေရတယ်။နောက်ဘဝတွေမှာလည်းပဲနိဗ္ဗာန်ချမ်းသာတဲ့နီးတဲ့နီးပြီးတော့တန်တရားဝကလွတ်ရလွတ်ကြောင်းတရားကောင်းတွေကိုလည်းရရှိနိုင်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း။သာဓုသာဓုသာ